အာရောင်းမို့လားကျွန်တော်တော့တိတ်စိတ်မပါဘူးဗျဘာလို့လဲဆိုတော့ဒီတိုက်နှလုံးကပတ်ဝန်းကျင်ရောဒီဇိုင်းပိုင်းရောအဆအရာတော်တော်လေးကောင်းနေတာကိုကျွန်တော်လည်းနည်းနည်းပါးလေးတော့ပတ်စံရှာချင်သေးတာပေါ့ဟေ့ကောင်ငါစီမှာဖောက်တဲ့တယောက်ရှိတယ်ကွာအရန်ကိုအစွမ်းထက်တဲ့သူပေါ့မင်းစီကိုမိတ်ဆက်ပေးမလို့ပါပဲဒါပေမဲ့မင်းကမယောင်းချင်ဘူးဆိုတော့လဲဘယ်တက်နိုင်မလဲနော်ဟေ့ခဏလေးအစွမ်းထက်တယ်ဆိုတာဘလောက်အထိလဲအသေးစိတ်တော့မပြောပြတော့ဘူးမင်းတို့ရဲ့ဒီတိုက်နှလုံးကိုဝယ်နိုင်တယ်ဆိုတာလောက်ပဲပြောလို့ရတယ်ဒီစကားကြားလိုက်ရတော့ကိုရှောင်းလဲတိတိတတ်တာကိုတွေ့ဝေသွားတာပေါ့တိုက်နှလုံးဆိုတာကတော်တော်ကိုဈေးကြီးတာအထူးသဖြင့်ရှန်ကျန်းလိုမျိုးမှာဆိုပိုတောင်များသေးတယ်လေအငှားနဲ့ပြန်ပြီးရင်းနှီးမြုပ်နှံထားတဲ့ငွေကိုပြန်ရဖို့ဆိုတာကအချိန်ယူရတာပဲပြီးတော့ရလာတဲ့ပတ်စံတွေကိုလည်းဘဏ်ကိုပြန်ဆက်ရအောင်ပါကိုနောက်ထပ်စီမံကိန်းအဆင့်အတွက်လုံလောက်တဲ့ပတ်စံစုမိဖို့ဆိုတာကတကယ်ကိုအချိန်များကြီးကုန်တာပါငွေကြေးတွေကိုမြန်ပြန်ရနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့သူစဉ်းစားလိုက်ပြီးတော့ဒီလိုပြောလိုက်တယ်ဒါဆိုဒီလိုလုပ်မလားကြံ့ကြောက်ငါသူတို့ကိုမနှက်ဖြန်ဆွေးနွေးခိုင်းလိုက်မယ်အဲ့ဒီအချိန်မှာမင်းကကြံ့ကြောက်နာကတ်သွားပြီးတော့ဒီရှန်ကဘာပြောတာလဲကြောက်ချန်ကဆက်ပြောပြတယ်မစ္စတာရှောင်းရီဟိုဘက်လူကပြောတာကတော့ဒီညညှိနှိုင်းလို့ရမယ်ဆိုရင်မနှက်ဖြန်မနှက်10နာရီမတိုင်ခင်ပေါ့အဲ့ဒီ10နာရီကျော်သွားတာနဲ့တခြားအိမ်တလုံးရှာတော့မယ်တဲ့ဗျဟာမဟုတ်သေးပါဘူးဗျလာအိုကြောက်ခမည်းနောက်နေတာလားဗျဘသူကအဆောက်အဦကိုဒီလိုမျိုးတညရဲနဲ့ဝယ်တာရှိလို့လဲဗျမနောက်ပါနဲ့တော့စည်ရင်းမှန်တာမဟုတ်ဘူးလို့ပြောရမယ်ကျွန်တော်ပြောပြနိုင်တာကတော့ဒီနေ့ဒီဧည့်သည်ရောက်လာတာငွေသားဘီလီယံ100နီးပါးသုံးသွားတာပါဟာဘီလီယံ100မစ္စတာရှောင်းဒါကြတော့တော်တော်လေးအံ့ဩသွားတယ်ငွေသားတက်ဘီလီယံ100တောင်များတခြားဘာမှမပါပဲငွေသားကြီးဘီလီယံ100လောက်ထုတ်နိုင်တယ်ဆိုတာတကယ်ကိုအင်အားကြီးတာပါပဲဗျဟိုဘက်လူကတော့ကိုနောက်เสียမလိုပါဘူးဒါပေမဲ့ဘာလို့များဒီလောက်အရေးတကြီးဖြစ်နေတာလဲတညရဲကိုအချိန်သတ်မှတ်ထားတာကတော့မစ္စတာရှောင်းမှာတန်တရားတွေပြည့်ပါပဲအဆောက်အဦတစ်လုံးကိုဒီလိုလွယ်လေးဝယ်လို့ရတယ်ဆိုတာဘလို့မှမဖြစ်နိုင်တာပဲအဆောက်အဦဝယ်တာဆိုတာကလေးလာနိုင်ရှင်စုံစမ်းပြန်ချိန်စဒီလိုအဆင့်တွေအများကြီးလုပ်ရတာမျိုးပါနောက်ဆုံးကြမှာပဲညှိနှိုင်းပြီးစီယံငွေပေးရတာမျိုးပါဒီလူကတော့ဘလို့လူမျိုးလဲမသိတော့ပါဘူးဗျာဘာတွေလုပ်နေမှန်းလဲနားမလည်နိုင်တော့ဘူးတကယ်ကိုဘလို့ဆက်လုပ်ရမှန်းမသိတော့တာပါပဲမင်းကပတ်စံတွေအများကြီးပဲရှောင်းလေးကနောက်မှပြောလိုက်မယ်နော်ဒီလိုဆိုရင်ကောတနာရီနေရင်ငါမင်းကိုပြန်ခေါ်လိုက်မယ်နော်โอเคဒါနဲ့လေယင်းနှိမ့်မြုံနှံမှုကိစ္စနဲ့ပတ်သက်လို့ကြောက်ဟန်ချမ်းပတ်စံလိုနေတဲ့သူရှိမရှိဆိုတာသိရအောင် group chat တစ်ခုလောက်ပို့လိုက်ပါအောင်နော်မင်းမှာအခုဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေရှိနေပြီလေအဲ့ဒါတွေကိုဒီအတိုင်းပြစ်ထားလို့မဖြစ်ဘူးပေါ့ထုတ်ပြီးတော့အမျက်စွန်းလေးတွေရအောင်လုပ်ရမှာပေါ့အမျက်စွန်းမရရင်တော့မှယင်းနှိမ့်မြုံနှံတာကကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲကံကောင်းရင်ပတ်စံတွေရလာနိုင်တာပေါ့ကြောက်ချင်က88ဆက်မနေပါဘူးသူကသူ့ဖုန်းထဲမှာယဉ်ကျေးပြူငါတဲ့ message တစ်ခုကိုချက်ချင်းရေးပြီးပြင်ဆင်လိုက်ပါတယ်အဲ့ဒီ message ကဘာကိုဆိုလိုတာလဲဆိုတော့ဒီလုပ်ငန်းနယ်ပယ်မှာအရေးကြီးတဲ့ဖောက်တွေအစ်တစ်တယောက်ရှိနေတာပေါ့သူ့မှာပတ်စံအများကြီးရှိပြီးတော့လုပ်ငန်းရဲ့ကဏ္ဍပေါင်းစုံမှာယင်းနှိမ့်မြုံနှံမှုကိုလည်းဆန္ဒရှိနေတာတဲ့ပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားသူရှိပြီးတော့ယင်းနှိမ့်မြုံနှံမှုလိုနေရင်သူ့ကိုဆက်သွယ်လို့ရပါတယ်တဲ့ message ပို့လိုက်တာနဲ့10စက္ကန့်တောင်မပြည့်သေးခင်မှာကိုပဲကြောက်ချင်ရဲ့ဖုန်းကမြည်လာတော့တာပဲဒါမစ္စတာဝန်ပဲမဟုတ်လားဘာကိစ္စများရှိလို့လဲကျွန်တော်ခုနလေးတင်ကြောက်ဟန်ချမ်းရဲ့ message ကိုမြင်လိုက်တာဒါကတကယ်ဟုတ်မဟုတ်ဆိုတာကိုတေချာခြင်းလို့ပါဒါတကယ်မှန်ကန်ကြောင်းကျွန်တော်တေချာပေါက်ပြောပြပါရစေခုတော့ကျွန်တော်တို့အတူတူရှိနေကြပြီပေါ့အခုလာလဲဖို့ဆိုတာကတော့နောက်ကျနေပြီဗျမနှက်ဖြန်မနှက်ကြမှလာလဲခြင်းနဲ့မနှက်ဖြန်မနှက်8နာရီမှာခင်ဗျားတို့ရဲ့အချက်လက်တွေနဲ့စာချုပ်ကိုကျွန်တော်ရဲ့အစည်းအဝေးခန်းထဲကိုယူလာခဲ့ပါနော်ကျေးဇူးပါပဲနော်ဥက္ကဋ္ဌကြောက်ချန်ရဲ့သတင်းဆိုတာပင်လယ်ထဲကိုအသားတစ်ပိုင်းပစ်ချလိုက်တယ်လို့ပါပဲရေတွက်လို့မရနိုင်တဲ့ငါမန်းတွေကအနက်ရတာနဲ့ရောက်လာကြတာပေါ့တနာရီမပြည့်ခင်မှာကိုကြောက်ချန်စီကိုဖုံးဆက်20လောက်အနည်းဆုံးဝင်လာတဲ့အားလုံးကပူးပေါင်းဆောင်ရွက်ဖို့နဲ့ယင်းနှိမ့်မြုံနှံမှုကိုပဲလာပြောကြတာပေါ့လူတော်တော်များများကဖုန်းခေါ်လို့မရတော့ကြောက်ချန်စီကိုတိုက်ရိုက် message တွေပို့လိုက်ကြတယ်တနာရီလောက်ကြာတော့ရှောင်းမစ္စတာစီကဖုန်းဝင်လာတဲ့ဥက္ကဋ္ဌကြောက်ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီးအဆောက်အုံကိုရောင်းလို့ရပါပြီတဲ့ဒါပေမဲ့ကြောက်ချန်ကတော့စာချုပ်ကိုလက်မှတ်ထိုးပြီးသားဖြစ်နေပြီလေဒါဆိုရင်တော့တခြားတစ်ဖက်ကိုပဲဖြည့်ရှင်းခိုင်းရတော့မှာပေါ့ကျွန်တော်တို့လည်းဘာမှလုပ်လို့မရတော့ဘူးလေခင်ဗျားတို့ကတော့ကောင်းတဲ့သဘောထားလေးပြလိုက်တာပါပဲဗျာကြောက်ချန်ကဖုန်းထဲကအချက်လက်တွေအများကြီးကိုကြည်ရင်ပြောလိုက်တယ်ကြောက်ချန်ရေးလိုက်တယ်ချူမစ္စတာဒီလောက်များတာတေချာလားဗျာသူတို့ကိုပြောလိုက်ပါဒီညအားတယ်ဆိုရင်ကျွန်တော်စီလာခဲ့လို့ရပါတယ်ဒီညမအားဘူးဆိုရင်မနက်9နာရီမတိုင်ခင်ရောက်အောင်လာခဲ့ပါနော်9နာရီနောက်ပိုင်းကျရင်တော့လာစရာမလိုတော့ပါဘူးဘာလို့လဲဆိုတော့10နာရီနောက်ပိုင်းကျရင်ကျွန်တော်မှတခြားကိစ္စလေးတွေရှိနေလို့လေအဲ့ဒီကြမှာတွေ့ကြမယ်ပေါ့